ကန်ဒေါ်လာ3ဘီလီယံကျော်အကုန်အကျခံတည်ဆောက်ထားတာပါ။ဒါကတော့ကူဝိတ်နိုင်ငံရဲ့အထင်ကရအံ့ဖွယ်တစ်ခုဖြစ်တဲ့ရှိတ်ကြားပါတံတားကြီးပဲဖြစ်ပါတယ်။ဘာအရှိဆုံးပင်လယ်ကျော်တံတားကြီးတွေထဲကတစ်ခုအပါကူဝိတ်တံတားကြီးအကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့ကူဝိတ်နိုင်ငံရဲ့အထင်ကရအံ့ဖွယ်တစ်ခုဖြစ်တဲ့ရှိတ်ကြားပါတံတားကြီးပဲဖြစ်ပါတယ်။စုစုပေါင်း36ကီလိုမီတာကျော်ရှည်လျားပြီးအမေရိကန်ဒေါ်လာ3ဘီလီယံကျော်အကုန်အကျခံတည်ဆောက်ထားတာပါ။ဒီတံတားကြီးကြောင့်အရင်ကတနေခွဲကျော်မောင်းရတဲ့ခရီးကိုအခုဆိုရင်မိနစ်20ပဲကြာပါတော့တယ်။ပင်လယ်အလယ်ခေါင်မှာတွန်းနှစ်ခုတောင်ထည့်သွင်းတည်ဆောက်ထားတဲ့အပြင်အနာဂတ်စီးပွားရေးမျိုးတော်တစ်စီကိုတွားနိုင်မဲ့အဓိကတကားပေါက်ကြီးလည်းဖြစ်ပါတယ်။အင်ဂျင်နီယာအတတ်ပညာနဲ့အမှုပညာပေါင်းစပ်ထားတဲ့ဒီလိုထူးခြားတဲ့တံတားကြီးနဲ့အဆောက်အအုံအကြောင်းတွေကိုဖတ်ကြည့်ချင်တော့ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်